အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့အလုပ်ပြရလဲဖြစ်တယ်နောက်အင်ဒိုကြက်ကြော်လဲစားချင်နေတာနဲ့ဒီဆိုင်လေးကိုရောက်နေတာဆိုင်နာမည်လေးကကြတော့မမေ့နိုင်ပေါ့နော်ဒီမှာကကြတော့ तू ကအင်ဒိုကြက်ကြော်ငရုတ်သီးတောင်းအပြင်ကိုပဲကြက်ချီတောင်မာလာပြီးခောက်ဆွဲကြော်ထမင်းကြော်ပြီးအညာစလုံးထမင်းတုပ်ကြက်ရီကွန်ကြော်ပေါ့နော်ဒါလေးလည်းတွေ့တယ်ဒီဆိုင်မှာဒါတွေရရပေါ့ဒီနေ့လင်းရဒီဆိုင်မှာလေးလည်းစားပါမယ်လင်းနဲ့ဒီလိုက်ခဲ့ကြပါဦးရှင့်ဒီကြက်သားထဲမှာဆိုရင်ပေါ့နော်ညီမလေးအဓိကပါတာကတော့အမတို့ကအငြင်းဆုံးကြက်သားကိုရေးသေးချပြအောင်ဆေးတယ်ပြီးရင်မှုန်းတယ်ပေါ့မှုန်းပြီးသွားရင်သူ့ကိုကြက်သားမုတ်ပြီးတော့ကြတော့ချုံမုံနည်းနည်းပါတယ်အမတို့ပြီးတော့ကြတော့စားနည်းနည်းပါတယ်ဟိုကြက်သားမုတ်ကအဓိကသုံးတာပေါ့အဲ့လေးကိုတေချာအဲ့လိုမျိုးလေးတေချာအဲ့လိုနာနာဟိုဘက်ဒီဘက်ပြီးရင်ဟိုဘက်ဒီဘက်အဲ့လိုမျိုးလေးထပ်တယ်နောက်ပြီးရင်အမတို့ဇီးရလေဇီးရနဲ့နန်းနန်းဇီးအမုတ်လဲပါတယ်ပြီးရင်ဂျင်းရယ်ကြက်သွန်ဖြူရယ်စပလင်ရယ်သုံးပြိုးကြိတ်ထားတာစနွန်းရယ်စနွန်းတက်အဲ့ကြိတ်ထားတဲ့အနှစ်နဲ့အဲ့လိုနောက်တော့ထပ်နေထပ်ပြုတ်ပြီးတော့ဒါမှတို့ကအဲ့ဥစ္စာကိုကြက်သားအဖက်ကိုဆဲတယ်ဆဲပြီးတော့ကြတော့အဲ့အရေးကိုဒီမှာယူတယ်အရေးမှတို့ကရိုးရတန်ပူတာမဟုတ်တယ်နဲ့ဒီအရေးနဲ့ဒီလိုရိုးရတန်ပူတာမဟုတ်ဒီလိုတစ်စိတ်သုံးတယ်ပေါ့နော်ဒီလိုအမှုန့်နဲ့အမတို့ကြော်တယ်ပေါ့အမျိုးလေးနဲ့နှက်ပြီးတော့ဒီထဲမှာကြော်တယ်ကြော်ပြီးတော့ရွှေရောင်တန်းတဲ့အခါကျရင်ဒီမှာထည့်ပေါ့ထည့်ပြီးတော့မှထူတာအဓိကဒီငရုတ်သီးထဲမှာလည်းအမတို့ကအရသာပါတယ်ကြက်သားမုတ်တို့ဘာတို့ပါတယ်တို့ဒါအဲခုနပြုတ်ထားတဲ့အရေးနဲ့ဒီတန်ပူတာမုတ်ကလေးနဲ့နယ်ပြီးတော့ကြတော့ဒီမှာထည့်ကြော်တာဟိုတော့စီစူမထဲလို့ရတယ်ပေါ့နော်မီးလည်းအရင်ပြင်းလို့တော့မရဘူးသူ့အနေထားနဲ့သူတော့အပြင်ရွှေရောင်တန်းတဲ့ခါကျရင်ချပထမတော့ပေါင်လုံးနဲ့ပေါင်ကျန်းနဲ့ရောင်းတယ်ဒါပေမဲ့အခုကကြာပေါင်ကျန်းကစားတာများတယ်1000ကိုကြာတော့ပို့ပြီးတော့တန်းတယ်ဆိုပြီးအဲ့ဒါကိုစားတာများအော်ဒါတွေကြတော့ပေါင်လုံးတွေနဲ့မှာတဲ့လူများတယ်အော်ဒါကြတော့ပေါင်လုံးက9000ထမင်းက1500ဆိုတော့8500အဲ့လိုမျိုးတွေမှာတာများတယ်အဲ့လိုပွဲ30တို့ပွဲ50တို့ဒါမှသူ့အနေနဲ့သူတော့တန်ပါတယ်ပေါင်လုံးနဲ့ပေါင်ကျန်းဆိုပေါင်ကျန်းကတော့ဟိုဘယ်လိုခေါ်မလို့သူက20သားနဲ့25ကျပ်သားစိုက်ပေါ့ပေါင်လုံးကကြတော့30သား15ကျပ်သား14ကျပ်သားစိုက်ကြသေးဘူးတလားမပြေသေးဘူးတလားမပြေသေးဘူးအမတို့စီမှာအယောင်အဆောင်ဖုပန်တာတွေအရန်ရောင်းရတယ်တနေ့ကုန်မယ်ခုနဆိုမိုးလင်းတာခုနဖုပန်တာတန်းစီနာတယ်အခုတုံးပြီးသွားပြီပြီးရင်တကြောပြန်ကြအောင်ခုဒီမှာဆိုရင်ကြော်နေတဲ့လေငရုတ်သီးစိမ့်ကြော်လေငရုတ်သီးစိမ့်ငယ်ကြက်သွန်ဖြူရင်သူကအရသာနည်းနည်းလေးထည့်ပြီးတော့စီပူပူထဲမှာငွေးနေအောင်ကြော်လိုက်တာပေါ့နော်တစ်ခါကြော်လို့ရှိရင်လေဒီလိုမျိုးငရုတ်သီးစိမ့်နေကြက်သွန်ဖြူတွေကလေအများကြီးပဲပေါ့အဲ့ဒါမှသူကထောင်းတာထောင်းပြီးတော့မှလင်းတို့ဒီစားမဲ့ပေါ့နော်ကြက်ကြော်သူကအနှဲငယ်ထောင်းပြီးတော့ခုနကကြော်ထားတဲ့ငရုတ်သီးစိမ့်ကိုလေထောင်းမိသားကိုဒီကြက်ကြော်ရဲ့အရသာတဲ့ဝင်အောင်လို့ဒီလိုမျိုးနှက်တာပေါ့နော်အဲ့လိုပုံစံလေးဒါပေမဲ့လေသူကစားလို့ရှိရင်လေငရုတ်သီးစိမ့်ရဲ့အဆက်အရသာကြက်သားတဲ့အထီကိုလေစိတ်ဝင်သွားပြီးတော့စားကောင်းမဲ့ပုံစံလေးပေါ့နော်အဲ့မှာသူကဒါတပွဲဆိုလို့ရှိရင်ခုနကပြောတဲ့ကြက်ကြော်ရဲ့နောက်ပြီးတော့သူကတက်မှုတာကြော်လေးတွေပေါ့ထည့်ပြီးတယ်နောက်တစ်ခုကကြက်အရေကုန်ကြော်လေးတွေဒါလေးလည်းထည့်ပြီးတယ်ဒီဆိုင်မှာလေဒီမီနူးကလာမှာတဲ့လူတော်တော်လေးကိုများတာပေါ့နော်စားလို့ကောင်းမဲ့ပုံစံလေးကဲကြက်ကြော်မှန်လေးကိုလည်းပွေးနေရပဲလင်းရတော့ဒီမှာအင်ဒိုကြက်ကြော်မှာပေါ့နော်ထမင်းနဲ့မှာထားတာဒီဘက်ကကျတော့ကြက်ကြော်ကြီးပဲတီးတက်မှာထားတာအဲ့တော့ဈေးနှုန်းအနေနဲ့ဆိုလို့ရှိရင်ဒါဆိုရင်တပွဲကို12000ထမင်းပါတယ်ထမင်းမပါဘူးဆိုရင်တော့ဒါတပွဲကို1000ကဲစားလိုက်ပါဦးမယ်ရှင်သူ့ရဲ့ပိုရှင်ကတော့ဒီမှာကြက်ကြော်ကလည်းကြီးတယ်နောက်တစ်ခုကပါလဲဆိုတော့ဒီဘက်မှာတမ်ပူရာကြော်လေးပါပါတယ်ပေါ့နော်ပဲပြားတို့ခရမ်းအသေးလေးတွေပြင်မှာကြက်ရေကိုကြော်လေးတွေတခွားသီးတကယ်လို့ကိုကအချင်းမှာစားခြင်းနဲ့ဆိုလို့ရှိရင်ဒီလိုမျိုးအတံမြသီးစိတ်လေးလည်းထည့်ပေးထားတယ်နောက်တစ်ခုဘာလဲဆိုတော့ဒါကတော့ငရုတ်သီးအနှစ်ပေါ့နော်တကယ်လို့ငရုတ်သီးစိမ့်နဲ့မစားချင်ဘူးဆိုရင်ဒီနှစ်နဲ့ရောစားလို့ရတယ်ဒီထဲမှာကျတော့ငရုတ်သီးစိမ့်ကြက်သွန်ဖြူကြက်သွန်နေပြီးရင်ငရုတ်သီးအနီပေါ့နော်ပြီးရင်အဲ့ထဲမှာတခြားသောဟင်းခတ်မှုကြိုင်နည်းနည်းလေးထည့်ပြီးတော့မှသူတို့ချက်ထားတာဒါလေးလည်းမှုနေရပဲစားလိုက်ပါဦးရှင်ကြက်ကြော်ပဲအရင်စားမယ်ကြက်ကြော်နဲ့ငရုတ်သီးကြော်လေးနဲ့ရှင်စားကြပါအောင်ကောင်းလားရှယ်ဒီမှာတပွဲမှာပါတဲ့ကြက်ကြော်ရုပ်ကြီးရောကြီးပဲ
ကြော်ပူပူလေးနဲ့တော်တော်ကောင်းတယ်တော့ထမင်းလေးနဲ့စားလိုက်အောင်ကောင်းတယ်သူကဒီမှာကြက်ကြော်ကြတာလေဒီစားစီပြီးသုံးထားတာဆက်ကြပါအောင်ရန်ကောင်းဒါငယ်ကြီးအထက်လေးနေမကောင်းလို့လေမစက်ပြက်နေရဒါလေးဆိုင်တာတော်တော်ကတွင်တွေ့သွားတယ်ငရုတ်သီးစိမ်းဟိုမှာငရုတ်သီးစိမ်းကိုလည်း तू ကစီပူနဲ့လေပြန်ပြီးတော့ကြော်တယ်လို့ပြောမှာကြော်ထားပြီးအောင်မှာထားပြီးလို့ရှိရင်စီပူပါထက်ထက်ရကြက်သားကြော်ရဲ့ပေါ့နော်စီပူလေးငရုတ်သီးစိမ်းမှာလည်းအရသာတော်တော်လေးဝင်နေတာငရုတ်သီးစိမ်းရောကြက်သားကြော်ကတော်တော်လေးလိုက်ဖက်မှုရှိရညနေလည်းကောင်းတယ်ရှေ့အဲ့ဒီကောင်းလားအဲ့တော့တော်တော်လေးကိုစားလို့ကောင်းတယ်စိုင်နာမည်လေးကကြတော့မမေ့နိုင်ပေါ့နော်စိုင်ကပိတ်ရမရှိဘူးမနက်7:00နာရီလောက်ဆိုရင်စပြီးတော့ရပြီစိုင်လေးစားလေးကကြတော့လင်းတို့ပြည်တော်စုလမ်းမကြီးနဲ့တခင်ထွန်းအုပ်လမ်းတောင်ပေါ့နော်မှတ်တိုင်ဆိုလို့ရှိရင်တရားထိတ်မှတ်တိုင်နဲ့ညီးတယ်ဒီဘက်ကားလန်ရှိတက်တယ်ပဲညတော့ကုန်မြို့နယ်မှာရှိတာပါတော်တော်လေးကိုစားလို့ကောင်းတယ်ဈေးနှုန်းတွေလေးပြပြပေးမယ်ဒီမှာဆိုရင်လင်းစားတာကထမင်းနဲ့ဥမှာပေါ့နော်ဒီအင်ဒိုကြက်ကြော်ထမင်းနဲ့ဥမှာ12000ကြက်ကြော်ကြီးပဲဆိုရင်1000ဒီကြက်ချစ်တော့မှာလာပူပူလေးရတော့တပွဲကို9000တော်တော်လေးစားလို့ကောင်းတယ်ဒီမှာကလေဆိုင်လာစားတာချက်လေ delivery နဲ့မှာတာတော်တော်လေးကိုမှများတာအဲ့တော့နည်းနည်းလေးအချိန်စောင့်ပေးရတယ်ပေါ့နော်ဆိုင်မြတ်ဖွင့်တာလဲတက်လာတော့မပြည့်သေးဘူးဒါပေမဲ့အရသာလည်းတော်တော်လေးကောင်းတယ်မှာစားတဲ့လူတွေလည်းအများကြီးပေါ့နော်လေးဆက်ပြီးစားလိုက်ပါမယ်ရှင်လေးရဘလော့လေးကဒီလောက်ပါပဲနောက်ထပ်ဘလော့မှာပြန်ပြီးတော့တွေ့ကြပါမယ်ရှင်တက်တာ